အားလုံးပဲမင်္ဂလာပါဗျ Smart Finance Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ Bitcoin ပြီးရင်ကမ္ဘာပေါ်မှာဒုတိယအကြီးဆုံး cryptocurrency ဖြစ်တဲ့ Ethereum အကြောင်းကိုလေ့လာသွားပါမယ် Ethereum ဆိုတာကဘာလဲ Ethereum ဆိုတာ crypto တစ်ခုတည်းတော့မဟုတ်ပါဘူး cryptocurrency တစ်ခုတည်းတော့မဟုတ်ပါဘူး Ethereum ဟာ blockchain platform တစ်ခုဖြစ်ပြီးတော့ developer တွေက smart contract နဲ့ decentralized application DApp တွေလို့လည်းခေါ်ပါတယ်တည်ဆောက်နိုင်တဲ့ကွန်ရက်တစ်ခုဖြစ်ပါတယ် Ethereum ရဲ့နောက်ပေါ်မှာအသုံးပြုတဲ့ coin ကိုတော့ Ether ETH လို့ခေါ်ပါတယ်လွယ်လွယ်ပြောရရင် Bitcoin digital gold ပေါ့ဗျာ Ethereum ဆိုရင်တော့ Internet for Blockchain App အတွက်ပဲဖြစ်ပါတယ် Ethereum ကိုဘာအတွက်အသုံးပြုနိုင်ပါသလဲ Ethereum ကို coin transfer တွေလုပ်တဲ့အခါမှာ smart contract တွေလုပ်တဲ့အခါမှာ DeFi တွေ NFT တွေ GameFi တွေ stable coin ဆိုတာက USDT USDC လိုမျိုး translation တွေနောက်တော့ AI project တွေမှာစားတဲ့ application ထောင်ပေါင်းများစွာကိုအသုံးပြုနိုင်ပါတယ်ဒါကြောင့် Ethereum ကို blockchain လောကရဲ့ operation system လို့တောင်မှပဲခေါ်ကြပါတယ် Ethereum ရဲ့လက်ရှိ market cap ကဘယ်လောက်ရှိပါလဲ2026ခုနှစ်ဇူလိုင်လလက်ရှိအချိန်တွေမှာတော့ Ethereum ရဲ့လက်ရှိပေါက်ဈေးဟာ1860ဒေါ်လာဝန်းကျင်ထိရှိပါတယ် market cap အနေနဲ့ကတော့225ဘီလီယံကျော်ရှိပါတယ်ဒေါ်လာပေါ့နော် crypto market ranking အနေနဲ့ကတော့ဒါကနှစ်ပတ်နဲ့အနေမှာတော့ရောက်ရှိနေပါတယ်ဒါက coin market cap ရဲ့ပေါ့နော်ဒါလက်ရှိ38ပဲဖြစ်ပါတယ် Ethereum ကိုဘယ်လောက်ကနေစကင်လို့ရပါသလဲ Ethereum ကိုတစ်ခုလုံးကိုဝယ်တာမဟုတ်ဘဲနဲ့ကို့မှာရှိတဲ့ငွေအနှဲငယ်လောက်နဲ့စဝယ်လို့ရပါတယ်ဥပမာအနေနဲ့ပြောရရင်အနည်းဆုံးပေါ့နော် USDT 5ဒေါ်လာကနေပြီးတော့မှ10ဒေါ်လာ USDT 20ဒေါ်လာလောက်ကနေ first station အနေနဲ့ဝယ်ယူနိုင်ပါတယ် ETH တစ်ခုလုံးကိုဝယ်နေစရာမလိုပါဘူးဥပမာ ETH က1860ဆိုရင်ကို့မှာက10ဒေါ်လာလောက်ရှိလို့ရှိရင်လဲ10ဒေါ်လာနဲ့ DCA လုပ်ပြီးတော့ဝယ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်တပါးတည်းဝယ်တာပဲဖြစ်ဖြစ်ပေါ့နော်လုပ်လို့ရပါတယ်ဒီမှာပြောချင်တာက DYOR ဆိုတဲ့ Do Your Own Research ကိုပေါ့နော်အသုံးပြုဖို့လိုပါတယ် Ethereum ရဲ့အမြင့်ဆုံးဈေးနှုန်း ETH ရဲ့ all time high ဟာဆိုရင်2025ခုနှစ်ဩဂတ်လမှာဆိုရင်4953ဝန်းကျင်ထိကိုရောက်ရှိခဲ့ပူးပါတယ်ဒါကအခုလက်ရှိပေါက်ဈေးနဲ့ရှိမယ်ဆိုရင်တော့ ETH တဲ့အတော်လေးနှိမ့်ကျနေသေးပါတယ်ဘယ်လိုလူမျိုးတွေယင်းနှိမ့်မြုပ်နှံတက်မှာတလဲ Ethereum က long term investor တွေခွက်တိုကို3နှစ်ကနေ5နှစ်လောက်ကိုင်နိုင်သူတွေလာစဉ်နည်းနည်းချင်း DCA လုံးနိုင်သူတွေ risk ကိုနားလည်သူတွေအတွက်ကပို့ပြီးတော့တင်တော်ပါတယ်မြန်မာလူမျိုးတွေအတွက်ကရောဘယ်လိုမျိုးတွေလှုပ်ဆောင်နိုင်ပါသလဲမြန်မာနိုင်ငံမှာငွေကြေးဖောင်းပွားမှုတွေရှိတာကြောင့်တချို့လူတွေကခရစ်တိုကိုရည်ရှိအစအနေနဲ့စဉ်းစားကြပါတယ်ဒါပေမဲ့ခရစ်တိုဟာအမြတ်အာမခံချက်မရှိတဲ့အမြတ်အာမခံထားတဲ့ investment တော့မဟုတ်ပါဘူးဒါကြောင့်နေ့စဉ်အသုံးစရိတ်အရေးပေါ်ငွေတွေကိုမသုံးပဲပိုနေတဲ့ငွေကိုပဲရင်းနှီးမြှုပ်နှံတင်ပါတယ် Ethereum ရဲ့အနာဂတ်ကရောဘယ်လိုမျိုးအလားအလာရှိပါတယ် Ethereum ဟာ DeFi နဲ့ stable coin နဲ့ tokenization နဲ့ AI application နဲ့ Web3 တွေမှာစားတဲ့လုပ်ငန်းတွေမှာအဓိက infrared အနေနဲ့အသုံးပြုနေပါတယ်ဒါကြောင့် analyzer အများစုက Ethereum ကိုရည်ရှည်မှာအရေးပါတဲ့ blockchain တစ်ခုအနေဖြင့်ဆက်လက်တည်ရှိနေနိုင်တယ်လို့မြင်ကြပါတယ်ဒါပေမဲ့လည်းဈေးနှုန်းကတော့စီးပွားရေးအခြေအနေတွေစီမင်းဥပဒေတွေဒီပညာတွေတိုးတက်မှုစတဲ့အချက်တွေကြောင့်အတိတ်အကျများနိုင်ပါတယ်အဆုံးသတ်အနေနဲ့ပြောရရင်တော့ Ethereum ဟာ coin တစ်ခုတည်းမဟုတ်ဘဲနဲ့ blockchain technology ရဲ့အရေးကြီးတဲ့ platform တစ်ခုပဲဖြစ်ပါတယ်ဒီရှေ့ကိုကြီးတဲ့ investor တွေအတွက်စိတ်ဝင်စားစရာအဆက်တစ်ခုဖြစ်ပေမဲ့ကိုတက်နိုင်တဲ့ပမာဏနဲ့သာရင်းနှီးပြီးကိုယ်တိုင်လေ့လာဆုံးဖြတ်ဖို့ကသာအရေးကြီးပါတယ်ဗီဒီယိုကိုကြိုက်နေတဲ့ရင် like subscribe လုပ်ဖို့မမေ့ပါနဲ့ Smart Finance Channel မှာနောက်နေ့အတွက်ကိုပေါ့နော် Day 3မှာ BNB Coin ဆိုတာကဘာလဲအကြောင်းကိုဆက်ပြီးတော့မှတင်ဆက်သွင်းပါမယ်စိတ်ဝင်စားတယ်ဆိုရင်တော့ channel လေးကိုစောင့်မျှော်ကြည့်ရှုပေးပါဗျအားလုံးကိုကျေးဇူးတင်ပါတယ်